အဲ့ဒီမိန်းကလေးကဖခင်ဖြစ်သူအိတ်ပုံးတွေဖွင့်ရမှာကူညီဖို့အတွက်ခရက်အမြင့်စွမ်းအားကိုသုံးခဲ့တယ်သူကပုံးတစ်လုံးကရွှေရောင်တောက်ပမှုထွက်နေတာကိုမြင်လိုက်ရပြီးနောက်ပုံးတစ်လုံးကတော့မီးမောင်နဲ့မီးခိုးတွေဆက်တိုက်ထွက်နေတာကိုသတိထားမိလိုက်တယ်ဒါကြောင့်ဖခင်ဖြစ်သူကိုအလင်းရောင်ထွက်နေတဲ့ပုံးကိုပဲလေလံဆွဲဖို့ချက်ချင်းပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီပုံးကမီးလောင်ဖူးတာကြောင့်အတွင်းကဘာမှကြံတော့မှမဟုတ်ဘူးလို့အကုန်လုံးကရေကြတယ်ဒါပေမဲ့ဖခင်ကတော့သမီးကိုယုံပြီးအဲ့ဒီပုံးကိုလေလံဆွဲခဲ့ရကသူ့ရဲ့ပြိုင်ဘက်ကိုချက်ချင်းလှောင်ပြောင်းခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲပြိုင်ဘက်ကပုံရိပ်ကောင်းနေတဲ့ပုံအတွက်30တန်းလီလံဆွဲလိုက်တယ်ပြီးတော့အဲ့ဒီမိန်းကလေးကချက်ချင်း20တန်းအထိတိုးလိုက်တယ်ပြိုင်ဘက်ကလည်းနောက်မကျအောင်30တန်းနဲ့ပြန်တက်လာတယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကပြုံးပြီးရှင်ယူပါတော့လို့ပဲပြောလိုက်တယ်အဲ့ဒီအချိန်မှာပြိုင်ဘက်ကသူ့လက်စားခံရပြီဆိုတာချက်ချင်းသဘောပေါက်သွားတော့တာပဲမကြခင်အိတ်ပုံးအပိုင်းကိုစတင်တဲ့အခါမှာတော့မိန်းကလေးရဲ့ဖခင်ဝယ်ထားတဲ့ပုံထဲမှာမီးလောင်ထားတဲ့အမိုက်တွေပဲတွေ့ရတယ်ဒါပေမဲ့ပြိုင်ဘက်ရဲ့ပုံထဲမှာတော့လှပတဲ့အပြာနဲ့အဖြူရောင်ချွေခွက်အပိုင်းစတွေတွေ့ရလို့သူကချက်ချင်းဂုဏ်ယူပြတော့တာပဲအဲ့ဒီအချိန်မှာပဲမိန်းကလေးကမီးလောင်ထားတဲ့အမိုက်ပုံထဲမှာပုံပြတ်မသွားသေးတဲ့တစ်သားပုံးလေးတစ်လုံးကိုတွေ့လိုက်ရတယ်သူအဲ့ဒီတစ်သားပုံးလေးကိုဖွင့်လိုက်တဲ့အခါမှာအံ့ဩဖွယ်ကောင်းလောက်အောင်တန်မိုးကြီးတဲ့ပကြီးကားတစ်ချက်ကထိုင်နေတာကိုတွေ့ရတယ်တစ်ချိန်တည်းမှာပဲပြိုင်ဘက်ရဲ့အပြာနဲ့အဖြူကျွေစအနာတွေကိုချက်ချင်းပဲခစ်တဲ့အတူတွေလို့ဖော်ထုတ်လိုက်ကြတော့သူဟာချက်ချင်းပဲနောင်နာတွေနဲ့ပြည့်သွားတော့တာပဲပြီးတော့မိန်းကလေးကဖခင်နောက်ကိုလိုက်ပြီးကုမ္ပဏီကိုပြန်ရောက်တဲ့အခါမှာအဆောက်အုံတစ်ခုလုံးကိုထူထဲတဲ့အမိုက်မောင်တွေဖုံးလွှမ်းနေတာကိုချက်ချင်းသတိထားမိလိုက်တယ်ဖခင်ဖြစ်သူအန်ရရှိနေပြီလို့သူချက်ချင်းနားလည်လိုက်တယ်သူကကုမ္ပဏီထဲမှာလှည့်ပတ်ကြည့်ရှုလိုက်တဲ့အခါမှာပန်းအိုးတစ်လုံးထဲမှာလျှို့ဝှက်ထားတဲ့မဏ္ဍန်တစ်ခုကိုတကယ်ပဲတွေ့လိုက်ရတယ်အဲ့ဒီပန်းအိုးဘေးကအခန်းကတော့အမိုက်မောင်တွေနဲ့အထူဆုံးဖုံးလွှမ်းနေတာကိုတွေ့လိုက်ရတယ်တယောက်ယောက်ကဖခင်ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အဆောင်လက်ဖွဲ့တွေနဲ့တန်ဖိုးဖြတ်နေပြီဆိုတာမိန်းကလေးချက်ချင်းနားလည်သွားတာပဲသူအမိုက်မောင်တွေရဲ့အရင်မြစ်ကိုစစ်ဆေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲလက်တစ်ဖက်ကသူ့ကိုရုတ်တရက်ဆွဲလိုက်တယ်အဲ့ဒါကရုတ်တရက်ပြေးလာတဲ့ဖခင်ဖြစ်သူပဲမိန်းကလေးကဖခင်ကိုသူဘာတွေတွေ့ရှိခဲ့လဲဆိုတာကိုချက်ချင်းပြောပြလိုက်ပြီးတယောက်ယောက်ကမော်တက်တွေနဲ့ဖခင်ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့စူးစမ်းနေတယ်လို့ပြောပြလိုက်တယ်ဒါပေမဲ့ဖခင်ကလုံးဝမယုံဘူးအဲ့ဒီအချိန်မှာမိန်းကလေးကဘေးနားကဗီဒီယိုကိုဖွင့်လိုက်တဲ့အခါမှာအဆောင်လက်ဖွဲ့အမျိုးမျိုးတွေနဲ့ပြည်နေတာကိုတွေ့ရတယ်အဲ့ဒီထဲမှာထူးခြားတဲ့လက်ကောက်တစ်ချောင်းလဲပါဝင်နေတယ်အဲ့ဒီလက်ကောက်ကဖခင်ရဲ့ကံကောင်းခြင်းတွေကိုလျှို့ဝှက်ပြီးပြောင်းလဲနေတာဆိုတာသူနားလည်လိုက်တယ်ဖခင်ရဲ့မယုံနိုင်စွမ်းတဲ့မျက်လုံးတွေကြားထဲမှာမိန်းကလေးကနေရာမှာတင်မော်ပညာတစ်ခုကိုပြုလုပ်လိုက်တဲ့အခါမှာနောက်တစ်စက္ကန့်မှာအဆောင်အားလုံးကချက်ချင်းပျောက်ကွယ်သွားတဲ့ဖခင်ကတော့သူကစော့ကစားနေတယ်လို့ပဲထင်နေသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလက်ထောက်ကအပြေးလွှားရောက်လာပြီးကုမ္ပဏီကတိမ်ပေါင်းတောင်းချီတန်တဲ့အကြီးစား project တစ်ခုကိုချက်ချင်းရလိုက်ပြီလို့ပျော်ရွှင်စွာအစီရင်ခံလိုက်တယ်ပြီးတော့ကုမ္ပဏီအပြင်ဘက်မှာယင်းနှိမ့်မြုပ်နှံသူအမြောက်များစုယုံပြီးကုမ္ပဏီနဲ့ပူးပေါင်းမှုအပြိုင်ဆိုင်လုပ်နေကြတယ်ဒါတွေကိုကြားလိုက်ရတဲ့အခါဖခင်ဖြစ်သူလုံးဝတုံ့လှုပ်သွားတော့တာပဲ